အားလုံးပဲမင်္ဂလာပါ The Story Voice အနေကြိုဆိုပါရစေဒီနေ့မှာတော့မပြောမဖြစ်ပြောဖို့ပြောရမယ့်ဇာတ်လမ်းတစ်ပုဒ်လောလောလတ်လတ်2025 Netflix ကနေထွက်ရှိထားတဲ့ The Great Flood ရုပ်ရှင်ကို detail explain လုပ်ပေးသွားမှာပဲဖြစ်ပါတယ်မစခင်မှာတခုပြောချင်တာကကျွန်တော် channel လေးကိုပို့ပြီးတော့ support ပေးခြင်းကြရဆိုရင်တော့အများကြီးမဟုတ်ဘူးကြော်ညာရေးတက်လာတဲ့အခါမျိုးမှာ US VPN ဒါမှမဟုတ် Japan VPN ခံကြည့်ပေးဖို့ပဲတောင်းဆိုခြင်းပါတယ်ဗျာအဲ့တော့အချိန်လေးဆွဲမနေဘူး let's go Okay ဆိုတော့ဒီနောက်ပိုင်း sci-fi ရုပ်ရှင်တွေထဲမှာလက်တွေ့ရှိရဲ့ theory ကို base ယူပြီးရိုက်လာတာမျိုးတွေရှိရဆိုပေမဲ့ဒီကတော့တော်တော်မိုက်တယ်လို့ပြောလို့ရတယ်။ဘာလို့လဲဆိုရင်ကျွန်တော်တို့အမြဲတမ်းငင်းခုန်နေကြဖြစ်တဲ့အခုနေထိုင်နေတဲ့ကဘာကြီးက simulation ဖြစ်နေမလားဆိုတဲ့အချက်ကိုဒီကားထဲမှာကွက်ကွက်ကွင်းပြသွားတယ်လို့ပြောလို့ရတယ်ပေါ့နော်။ပြောရရင် Matrix တို့ Ready Player One တို့လိုမျိုး simulation ကိုအခြေခံထားတဲ့သဘောပဲအဓိကတော့ဒီရုပ်ရှင်ကိုနားမလည်သူများတဲ့အကြောင်းရင်းကလည်းဒီ theory အကြောင်းပဲလို့ကျွန်တော်ကတော့ထင်တယ်ပေါ့နော်။ဘာလို့လဲဆိုရင်ဗျာရုပ်ရှင်တကားလောက်ကြည့်ဖို့ဘယ်သူမှတော့ဒီခေါင်းရှုပ်စရာ theory 3ခု4ခုလောက်ကိုအချိန်ကုန်ခံပြီးတော့လိုက်ဖက်နေမှာတော့မဟုတ်ဘူး။ပြောရရင်ဒီကားက simulation theory ပြောရတဲ့ခါကျရင် time looping theory ပြီးရင်ဒီ AI ရဲ့ဒီ artificial intelligence ရဲ့ maximum လုံနိုင်စွမ်းကိုအဓိကပြထားတာပေါ့နော်ဒီ၃ခုကိုအဓိက base ယူထားတာပေါ့အဲ့တော့ဒီရုပ်ရှင်ကိုတကယ်သာနားလည်မယ်ဆိုရင်အခုလက်ရှိနေတဲ့ကဘာကြီးကတကယ်ရောဟုတ်ရဲ့လားတော့မေးခွန်းထုတ်စရာဖြစ်သွားလိမ့်မယ်အဲ့တော့ဒီဇလန်မှာ scientist တွေကကဘာပေါ်ကိုအုတ်ကာခဲကြွေကြမှုတွေကြောင့်လူသားတစ်မျိုးလုံးမျိုးသုံးပျက်စီးမှုကိုကာကွယ်နေတာပြောရရင်ဒိုင်နိုဆောတွေမျိုးသုံးပျက်စီးသွားမှလူမျိုးပဲဒါကိုကာကွယ်ဖို့အန်နာနဲ့သူ့ boss တို့ကလူသားမျိုးနွယ်ကိုကာကွယ်ဖို့ပြောမယ်ဆိုရင်ဗျာ artificial လူသားအတုကိုဖန်တီးပြီးတော့အဲ့ artificial ကိုလူသားလိုမျိုးပြုမှုတတ်အောင်ခံစားတတ်အောင်သင်ပေးတာဒါကိုတောင်းဝင်ယူထားတာကြတော့အန်နာနဲ့သူ့ရဲ့ boss ပေါ့နော်အဲ့တော့သူတို့ကဒီ Darwin Center မှာ emotion engine လို့ခေါ်တာကိုဖန်တီးခဲ့ပြီးတော့ perfect အဖြစ်ဆုံးလူသားအတု2ယောက်ကိုဖန်တီးနိုင်ခဲ့တယ်ဂျီယာနဲ့ယူချင်းပေါ့နော်အဲ့တော့ယူချင်းကိုကြတော့ဒီ boss ကမွေးသားခဲ့ပြီးတော့ဂျီယာကိုကြတော့အာနာကမွေးသားခဲ့တာဒါပေမဲ့ဥက္ကခဲတွေထိတော့ maybe ဒီ boss ကတခါတည်းရှော့သွားတာမျိုးဖြစ်နိုင်ပြီးတော့ယူချင်းကိုဘေးကင်းရာကိုရွှေ့နိုင်ခဲ့တာဖြစ်ရင်ဖြစ်မဟုတ်ရင်ဒီ AI ကလေးနှစ်ယောက်လည်းတည်သွားတာမျိုးဖြစ်နိုင်ပြီးတော့သူတို့ရဲ့ memory ကိုယူထားပြီးတော့ဒီ simulation ထဲမှာအသက်ပြန်သွင်းထားတာမျိုးဖြစ်နိုင်တယ်အဲ့တော့ဒီနေရာမှာပဲအန်နာနဲ့ဂျီယန်တို့ရဲ့ဇလန်အစတာပေါ့နော်အဲ့တော့ perfect ဖြစ်မဲ့ clay တွေကိုတော့ဖန်တီးပြီးပါရဲ့ artificial clay ရဲ့အတွက် artificial အမေဆိုတာလည်းလိုသေးတယ်ဒါပေမဲ့သူတို့က real life emotion ကိုလည်းလိုချင်လို့ဂျီယန်ကိုအန်နာကိုယ်တိုင်ကနေပြီးတော့ပြုစုပြောထောင်ခဲ့တာအလုပ်ဖြစ်သွားလို့လည်းပြောရမယ်ဒါပေမဲ့စောစောပြောသလိုပဲဥက္ကခဲကကဘာပေါ်လာထိတဲ့အခါမှာအန်နာတို့ကဒီ spaceship တွေနဲ့ထွက်ပြေးကြရပေါ့နော်ထွက်ပြေးတဲ့အချိန်မှာဒီ spaceship တစ်ခုကပေါက်ကွဲပြီးတော့အန်နာကိုလာထိတဲ့အချိန်မှာသူကတေလူနီးပါဖြစ်နေပြီအဲ့တော့သူစိတ်ကို simulation နဲ့ကိုပို့ပလိုက်တယ်အဲ့လိုမပို့ခင်မှာအန်နာကိုယ်တိုင်ရှင်းပြနေကြတာကိုတွေးကြမယ်ထင်ပါတယ် perfect ဖြစ်တဲ့အမေကိုဖန်တီးဖို့ကဒီ simulation ထဲမှာသူကကလေးကိုပြောင်းဖန်တီးမယ်ပြီးရင်သူ့အမေကိုပြန်ရှာခိုင်းမယ်အဲ့တော့သူ့ရဲ့ဒီတီးစိတ်ကြောင့်ပဲပြောရမလားပေါ့နော်ဒီ simulation ထဲမှာထက်ကပြန်ရှာနေရပြီးတော့ဒီအန်နာရဲ့ t-shirt ပေါ်ကနံပါတ်တွေကဒီ simulation ထဲမှာသူဘလောက်ရှင်းသန်ပြီးပြီဆိုတဲ့အကြောင်းဘလောက်ထိဖြတ်သန်းပြီးပြီဆိုတဲ့အချိန်အရေအတွက်ကိုဖော်ပြနေရပဲဖြစ်ပါတယ်အရှင်းမှာကျွန်တော်ပြောခဲ့သလိုပဲသူက simulation လိုပဲပေါ့နော်ဒါကြီးက loop ဖြစ်နေတာgame ထဲမှာ game ဆော့နေရသလိုပဲဗျာအစကသူမကူညီခဲ့တဲ့သူ ignore လုပ်ခဲ့တဲ့သူတွေကိုကူညီလိုက်တာကအန်နာကို level up ဖြစ်သွားစေတာပဲပေါ့ဒါကို Ready Player One ကြည့်ရသူဆိုရင်တော့တီကောင်းသိလိမ့်မယ်မသိလေဘာမှတော့မဖြစ်ဘူးရတယ်အဲ့တော့ဆက်ရင်မေးစရာမေးခွန်းတွေကရှိလာမှာပေါ့နော်ဘာလို့ simulation ထဲမှာဒီလောက်ရေကြီးပြီးတော့စောက်ဒုက္ခရောက်နေရလဲပေါ့အဲ့တော့ရေကြီးတာကဒါ AI ကလုပ်ထားတဲ့ simulation ပဲပြောရရင်တကယ် disaster တကယ်ကပ်ဘေးဆိုင်တဲ့အချိန်မျိုးတွေမှာလူသားတွေဘယ်လိုမျိုး reaction လုပ်လဲဘယ်လိုမျိုး decision ချလဲဆိုတာကို AI ကသိကျင်လို့ပဲ
ပြောရရင် AI က simulation ထဲမှာ scenario တစ်ခုဖန်တီးပြီးတော့ Anna ရဲ့လူသားအသိစိတ်ဆုံးဖြတ်ချက်ကနေပြီးတော့ तू ကပြန်သင်ယူနေတာပြီးရင်နောက်တစ်ခုကဒါ Anna ကိုယ်တိုင်ဖန်တီးထားတဲ့ simulation ဒါမှမဟုတ်ဒီ Darwin Center မှာ तू လုပ်ထားတဲ့ simulation တစ်ခုဆိုရင်ဘာလို့ तू ကကလေးကိုလိုက်ရှာနေရလဲပေါ့နော်ဘာလို့နေရာကိုတမ်းမသိရလဲပေါ့ဘာလဲဆိုရင် Anna တကယ် real world မှာ GN ကို तू ကမရှာခဲ့ရဘူးဒီကဘာပြတ်တော့မဲ့အချိန်မှာထားပြစ်ခဲ့ရတယ်အားကြောင့်ဒီ simulation ထဲမှာပျောက်သွားတဲ့ GN ကိုထက်ကရှာရင်းနဲ့ perfect mother ဖြစ်လာတာပေါ့နော် perfect ဖြစ်တဲ့အမေမျိုးဖြစ်လာတာပေါ့နောက်ပြီးတော့ဒီ Anna ရဲ့ digital ပုံရိပ်ကလည်းဒီမှတ်ဉာဏ်အပိုင်းအစကိုအတိအကျဖျောက်ထားလိုက်တယ်ဒါမှပဲ real life အမေနဲ့ကလေးရဲ့ဂျားရဲကတည်ရှိနေတဲ့ bond ကိုတိမှာပေါ့နော်ပြီးတော့ဒီ Wilson အမဲတဲ့လူတွေကလည်း GN ကိုပဲလိုက်ဖမ်းနေတာဆိုတော့ဘာလို့လဲပေါ့အဓိကတော့ GN က artificial လူသားတို့ဖြစ်တယ်ဆိုပေမဲ့သူက real world မှာလူသားတွေနဲ့ထိတွေ့ဆက်ဆံမှုရှိရယ်အဓိကတော့ Anna နဲ့ပေါ့နော်အဲ့တော့ဒီဖြစ်တည်မှုက simulation လောကထဲမှာ AI ဖြစ်တဲ့အလျောက်တော်တော်လေးအနေရများသေးတယ်အဲ့အကြောင်းပဲအသေးရအရှင်ရလိုက်ဖမ်းနေရပါတော့ဒီမှာပြောချင်တာက AI ကလူသားလိုမျိုးခံစားချက်ကိုခံစားနိုင်တာမျိုးမဟုတ်ဘူးနော်လူသားရဲ့ခံစားချက်ကိုလိုက်တူပါတာဒါကတူမလို့နဲ့တအားကွဲတယ်လူတွေက emotion အလိုက်ကိုဝမ်းနေဝမ်းသာဒါမျိုးတွေဖြစ်ကြတာAI ရအဲ့လိုမျိုးမဟုတ်ဘူး AI ရတော့သူကဝမ်းသာရင်ဒါမျိုး reaction ဝမ်းနေရင်ဒီလို reaction ဒီလိုမှတ်ထားတာတကယ်ခံစားရတာမျိုးမဟုတ်ဘူးအားကြောင့်စောစောကပြောသလိုပဲ AI နဲ့လူသားနှစ်မျိုးလုံးကိုထိတွေ့မှုရဲ့ GN က simulation လောကအတွက်တော့လုံးဝကို dangerous တစ်ခု threat တစ်ခုလို့ဖြစ်နေတာပြောရရင် error တစ်ခုပေါ့ဗျာ AI က AI မပီသားတော့ဘူးပေါ့ပြီးတော့ Anna က simulation ထဲကနေပြီးတော့ရုံးထွက်လိုက်တယ်ဒီအောက်ကိုခုန်ဆင်းလိုက်တယ်ဆိုတော့ဒီ clay ကလည်းခုန်ဆင်းသွားတယ်ပေါ့နော် clay ခုန်ဆင်းပြီးမှ Anna ခုန်ဆင်းသွားတာအဲ့တော့ဒါကဘာအဓိပ္ပာယ်လဲဆိုရင် GN က AI ဆိုပေမဲ့ဒီနောက်ဆုံးတာအောက်ကိုခုန်ချသွားတဲ့အခါမှာစောစောကကျွန်တော်ပြောသလိုပဲ error တစ်ခုဖြစ်သွားတယ်ဘယ်လို error လဲဆိုရင် AI ကသူ program ဆွဲထားသလိုမျိုးမဟုတ်ဘဲနဲ့ပထမဆုံးအနေနဲ့သူ့ဘာသာသူရွေးချယ်မှုလုပ်သွားတာသူ့ရဲ့ emotion အတိုင်းကို action ယူသွားတာပေါ့နော်ဒါပထမဆုံးအနေနဲ့ဒီကလေးကိုလူသားဖြစ်စေလိုက်တာပဲလို့ဆိုရမယ်Anna ကိုယ်တိုင်ကခုန်ချလိုက်တာလေ simulation နဲ့ကသူကိုယ်တိုင်ဆွဲထားပြီးသား program တစ်ခုကိုသူကိုယ်တိုင်ပဲပြန်ဖျက်ဆီးလိုက်တာအဲ့တော့နောက်ဆုံးပိုင်းကဘာကြီးလဲပေါ့ဒီ Anna နဲ့ GN ကတေသွားလားရှင်နေရလားဒါမှမဟုတ်ဘလို့လဲပေါ့ပြောရရင်အဲ့ဒါကအတိအကျလို့ပြောလို့တော့ရမနေဘူးကျွန်တော်ကိုယ်တိုင်တော့နည်းနည်းလေးစဉ်းစားခတ်နေရပေါ့နော်ဘာလဲဆိုရင်သူတို့ကဒီ Isabel Lab ထဲမှာ artificial လူသားတုတွေကိုဖန်တီးထားတယ်လို့လည်းပြောတယ်အဲ့တော့ GN နဲ့ Anna တို့အသက်ရှင်သွားတာက body အသစ်ထဲကိုသူတို့ရဲ့ conscious တိစိတ်ကိုထည့်သွင်းလိုက်တာမျိုးလည်းဖြစ်နိုင်ပြီးတော့နောက်တစ်ခုကသူတို့ကဒီ simulation ထဲမှာပဲဒီနှစ်ယောက်ကလုံးဝနေထိုင်သွားတာမျိုးဖြစ်နိုင်တယ်ပေါ့နော်ပြောရရင် Anna ကိုကြည့်ပြီးတော့ဘလို့တွေးမိလဲဆိုရင်လက်ရှိနေတဲ့ကဘာကြီးကတကယ်အစစ်မှန်တာဟုတ်ရဲ့လားပေါ့နော်ငါတို့နေနေတာ simulation များဖြစ်နေမလားဒီလိုမျိုးအတွေးတော့ဝင်မိတယ်အဲ့တော့အချင်းချုပ်ရှင်းအောင်ပြပြရမယ်ဆိုရင်လူသားတွေမျိုးသုံးမှာဥက္ကခဲကြွေကြမှာကိုတိနေတဲ့ Anna နဲ့သူ့ boss ကလူသားတွေမျိုးမသုံးစေဖို့လူသားနဲ့တပုံစံနဲ့တူတဲ့ artificial android တစ်ခုကိုဖန်တီးပြီးတော့သူတို့နှစ်ယောက်ကပြုစုပြောထောင်တယ် artificial လူသားတူကိုတကယ်လူသားအတိုင်းခံစားချက်ရှိလာအောင်ခံစားချက်တွေဖြစ်ပေါ်လာအောင်သင်ပေးတယ်ပေါ့နော်တကယ်ကဘာပြတ်မဲ့အရေးကြတော့ဒီ artificial ကလေးနှစ်ယောက်လုံးကတည်သွားတယ်ဒါပေမဲ့သူတို့ရဲ့စိတ်က Darwin Center ဖန်တီးထားတဲ့ simulation ထဲမှာကြံခဲ့တယ်အဲ့နောက် Anna တို့အုပ်စုကစမ်းသပ်မှုတွေဆက်လုပ်ဖို့အာကာသတွေကိုပြန်ထွက်သွားကြတယ်ဒါပေမဲ့သူတို့ရှေ့ရရင်ကပောက်ကွဲသွားပြီးတော့ Anna ကိုထိသွားတယ်Anna ကတေလူမျိုးပါအချိန်သူ့စိတ်ကို GN ရှိရဲ့ simulation ထဲကိုပို့လိုက်တယ်အဲ့ချိန်မှာကျွန်တော်တို့ကြည့်တဲ့ဇလန်အဲ့ချိန်ကစတာဒီ simulation ထဲက mission ကသူ့သား GN ကိုရှားမယ်ဒါပဲ GN က AI ဟိုမှာကလေးဖြစ်တဲ့အလျောက် simulation အတွက် error ဖြစ်နေလို့လိုက်ဖမ်းတယ်နောက်ဆုံးတော့ AI ကလူသားလိုမျိုးဆုံးဖြတ်ချက်ချလိုက်ပြီးတော့ Anna ကလည်းဒီ AI နောက်ကိုလိုက်ခုန်ဆင်းသွားတာကြောင့် simulation က glitch ဖြစ်သွားတယ်ပြီးတော့ simulation ထဲမှာပြန်နိုးလာပြီးတော့ဇလန်အဆုံးတက်သွားတယ်brother တယောက် comment မှာမေးထားတာတွေ့တယ်ပေါ့နော်ဘာလို့လွန်ခဲ့တဲ့6နှစ်ကိုပြန်သွားရလဲပေါ့
အမှန်ကကျွန်တော်အမြင်ရဆိုရင်တော့6နှစ်ဆိုတာကကလေးကိုပြုစုပြောထောင်တဲ့အချိန်နေမယ်ဗျတကယ်တော့သူဒီကလေးကိုထားခဲ့တာ6နှစ်တော့မကြာတော့သေးဘူးပြီးတော့ emotion engine ကအောင်မြင်ပြီးသားဆိုပေမဲ့အန်နာရဲ့အပြစ်ရှိရဲ့စိတ်ကြောင့်ဒီအခြေအနေကိုပြန်ရောက်လာလို့ကျွန်တော်ကတော့ထင်တယ်ပြီးတော့ကျွန်တော်ဇက်သိန်းကို real world လို့တော့မထင်ဘူး simulation လို့ပဲထင်နေတယ်ဆိုတော့ဒါကကျွန်တော်အမြင်ပေါ့နော်အဲ့တော့နေ့ရောက်လောက်ပါပဲကျွန်တော်ပြတာကိုနားမလဲသူတွေလည်းနားလဲမယ်လို့မျှော်လင့်ပြီးတော့နားလဲပြီးသားသူတွေလည်းပိုရှင်းသွားမယ်လို့မျှော်လင့်ပါတယ်အကယ်၍ကျွန်တော်မှားနေတာမျိုးဒါမှမဟုတ်နားမလဲရမျိုးရှိခဲ့ရင်လည်း comment မှာရေးသွားပေးလို့ရပါတယ်ကျွန်တော် breakdown လုပ်ဖို့မေးထားတဲ့ post အောက်မှာ loss from ကတော့ထိတ်ဆုံးကပြေးနေရပေါ့နော်ပြီးရင် fallout dark ဒီ၃ခုပေါ့နော်ဆိုတော့အဲ့ဒါတွေကိုလည်းတစ်ခုချင်း breakdown လုပ်ပေးတော့မှဖြစ်ပါတယ်လို့ဆိုရင်းနဲ့ပဲအားလုံးပဲ goodbye